မျိုးသမီးနှစ်ဦးကကောင်းလေးကိုတပြိုင်နက်တည်းရိုက်လိုက်ချိန်မှာသူ့လက်ထက်ကရေးတွေဟာသူတို့စီမတော်တဆပက်ကုန်ပါမယ်။နှင်းကောက်သားဒေါသတကြီးနဲ့ထုံသွားကိုလိုက်လိုက်ချိန်မှာပဲကောင်းလေးကအမျိုးသမီးတဦးရဲ့အင်ဂျင်နောက်ဆက်ကိုရုတ်တရက်ဆွဲချုပ်လိုက်ပါတယ်။သူမရဲ့အရင်နှီးဆုံးတငယ်ချင်းကတော့မီယုံနိုင်စရာမျက်လုံးလေးနဲ့ကြည့်နေမိပါတယ်။ကောင်းလေးကတော့သူမစီမှာရာပါကျိုးတုံးမခုတခုခုပါနေပြီးအဲ့ဒါကအရန်ကိုဆွဲဆန်းကိုကောင်းနေတယ်လို့ထင်နေခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်ရတဲ့အခါလူတိုင်းအံ့တော်တုံးလောက်သွားကြပြီးအမျိုးသမီးကလည်းနေရာမှာတင်ရပ်တန့်သွားခဲ့ပါတယ်။သူလက်လွတ်လိုက်ပြီးနောက်မှာတော့အမျိုးသမီးကလှည့်လာပြီးသူ့ကိုလူယုံမာလို့ခေါ်ကအော်ဟစ်တော်တယ်။ကောင်းလေးကလည်းထိုက်လန့်တရားနဲ့သူဟာလူကောင်းတစ်ယောက်ဖြစ်ကြောင်းပြောပါတယ်။သူမရဲ့အရင်နှီးဆုံးတငယ်ချင်းကလည်းသူတကယ်ဘာလို့ချင်တာလဲဆိုတာကိုမေးမြန်းလိုက်ပါတယ်။သူကတော့သူတို့နှစ်ယောက်ကိုလက်ထပ်ချင်ပါတယ်လို့လေးလေးနက်နက်ဖြန့်ပြောလိုက်ပါတယ်။တကယ်တမ်းကျတော့သူဟာကျင့်ကြံသူခေါတီဗေတာတဦးဖြစ်နေခဲ့တာပါ။မကြသေးမီကသူဟာအမျိုးသမီးအမျိုးမျိုးကိုအိမ်မက်မနေခဲ့ပြီးအိမ်မက်တစ်ခုမှတိုင်သူ့ရဲ့တန်ခိုးဆွားလျားတွေနည်းနည်းစီအားနည်းလာခဲ့ပါတယ်။ဒီညရဲ့အိမ်မက်မပြီးတဲ့အခါမှာတော့သူဟာသူ့ရဲ့ကျင့်ကြံထားတဲ့ဆွမ်းအားတွေအားလုံးကိုဆုံးရှုံးသွားကြောင်းထိလိုက်ရလို့ထိတ်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဆရာသခင်ကကောင်းကင်ကနေရုတ်တရက်ဆင်းသက်လာခဲ့ပါတယ်။ကောင်းလေးဟာတက်ကဲကျိုးတစ်ချောင်းကိုစုပ်ကိုင်းမိတယ်လို့ပဲအခိမှန်အားလုံးကိုအလင်းအမြန်ဖွင့်ပြလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဆရာသခင်ကတော့အားလုံးကိုသိနေပြီးသားပါ။ဆရာသခင်ကဓာတ်ပုံကိုပုံကိုထုတ်ပြလိုက်ပြီးဒီအမျိုးသမီးတွေထဲကတယောက်ကိုလက်ထပ်ရမယ်မဟုတ်ရင်သူဟာထားဝရပြုတ်ခွဲသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ကောင်းလေးကတော့ဒါဟာရက်ဆရာကောင်းတဲ့အရာဖြစ်တယ်လို့တွေးပြီးရမောပစ်လိုက်ပါတယ်။သူ့ဆရာကသူ့ကိုတောင်ပေါ်ကနေလက်ဝါးနဲ့ရိုက်ချလိုက်ပြီးရွှေဆေးလုံးကိုလုံးပါတဲ့ဘူးတီအကူကိုပစ်ချပေးလိုက်ပါတယ်။တလုံးမျိုးချလိုက်ပြီးနောက်မှာတော့သူ့မျက်လုံးတွေဟာအဝေးကိုအပြတ်မြင်နိုင်တဲ့အစွမ်းနဲ့တောက်လောင်သွားပါတယ်။သူဟာအမျိုးသမီးကိုဦးကိုရှာဖွေပြီးတဦးဦးကိုလက်ထက်ကမှဖြစ်ပါတယ်။လက်ထက်ကတော့မှဖြစ်ပါတယ်။